ဝေးပါတယ်ဗျာနော်အမှတ်ကတော့95ပါဗျစမကိုစားပဲထိုးရမီကိုတင်ကိုကောင်းတယ်ပိုင်မကျော်တဲ့အမှတ်ကတော့105ပါဗျာကျိုးစမကိုညီငယ်လေးစားပဲဟိုရမီထောင်ထားပြီတဲ့မကွေးမိသွားတယ်မိစမကိုဘာလို့မလဲကောင်းတယ်ဗျာနော်11 5ပါဗျအပြည့်မစုံကတော့ချင်းတွေကိုရဲရဲဆက်ကိုဆယ်နေဗျာနော်ဟိုစမင်းကိုစားပေးဟိုပြန်ပြီကောင်းတယ်ဗျာနော်အမှတ်ကတော့ကျွန်တော်တို့5 11ပါဗျာနော်ဟိုဘေးသားပဲထိုးရသမီးပြည်တော်ထောင်ထားပေးတယ်ပြည်တော်ရဲ့မူပိုင်ကွက်ဗျာနော်ချီကွင်းနဲ့တလုံးထည့်ပြီးတော့အမှတ်ကတော့11 5ပါဗျာနော်ရှုံးရင်တော့ဒါရှုံးရင်တော့ဒါဟိုက်ပွဲရှုံးရင်တော့ဦးဘွဲသားဘေးမှာကြည်နေထထိုးမှာဗျာနော်ကဲအမှတ်ကတော့ကျွန်တော်11 5ပါဗျာစင်မကိုစားပဲထိုးပြန်ပြီမကွေးဘေးထောင်ထားပေးတယ်မကွေးဖိုက်တာကောင်းတယ်ဗျာကျွန်တော်အမှတ်ကတော့5 11ပါဗျာဝေးတယ်ဗျာနော်စင်မကိုစားပဲထိုးမှာဗျာနော်စင်မကိုစားပဲဟိုရတယ်ထောင်ထားပြီပြီကောင်းတယ်ဗျာနော်မကတော့ကျွန်တော်တို့5 11မကတော့5 11မှာဒါပဲရိုးပဲထိုးရတယ်ကြားတယ်ဗျာနော်6 11မှာဗျာနော်ကျွန်တော်စားဘက်ကတော့ဟိုဘက်ကဘေးကရိုးနဲ့ပဲအမှတ်ယူနေဗျာနော်11 6ပါဗျစမကိုစားဘက်ဟိုရတယ်ဘေးထောင်ထားပဲတယ်မိတော့မိတယ်ရသေးတယ်စင်မင်းကိုကောင်းတယ်ဗျာမကတော့တွဲစစ်ပါဗျာနော်ဟေးတွဲစစ်ပါဗျာနော်ကျွန်တော်ဒါဒီဗီဒီယိုလေးကျွန်တော်ရဲ့ကိုခင်ကြီးချူ channel တင်ပါဗျာနော်ကောင်းတယ်ဗျာမကတော့ကျွန်တော်တို့စစ်တူးပါဗျာနော်စစ်တူးပါဗျာတို့ဘေးစားပဲဟိုရတယ်ပြည်စုံထောင်ထားပြတဲ့ဇမင်းကိုကောင်းတယ်ဗျာနော်မကတော့2 6ပါဗျာနော်စားဘက်ကဇမင်းကိုပဲထိုးမယ်ဗျာဇမင်းကိုစားပဲဟိုပြန်ပြီကောင်းတယ်ဗျာနော်အမှတ်ကတော့စစ်2ပါဗျာကျွန်တော်ဟိုဘက်ထားတယ်ပြည်စုံထောင်ထားပြတဲ့ဇမင်းကိုကောင်းတယ်ဗျာနော်ဒီအမှတ်ကတော့2 6ပါဗျဟောရောဖုန်းပိတ်ပြောတယ်စကားပြောဟမ်ကြောင်းလုံးနဲ့ကျိုးဘေးစားပဲခိုးပြမိပြေဆုံးထောင်ထားပြတဲ့ဇမင်းကိုကောင်းတယ်ဗျာနော်2 6ပါဗျာနော်ဇမင်းကိုကတော့ကျွန်တော်ချင်းပွဲတို့စားနေတယ်ဗျာနော်ပွဲကအောင်မမတော့ဇောင်းနိုင်နဲ့လှုပ်ရှုပ်နေဗျာနော်ပွဲမတည်သေးပါဘူးဗျဘေးထောင်ထားပြတဲ့ကောင်းတယ်ဗျာနော်နှစ်ဖက်ဘွားတွေတော့ဇက်နဲ့နေရတယ်ဗျာနော်မကတော့စစ်တူးပါဗျဟိုထားတဲ့ပြည်စုံမဲ့ထောင်ထားပြတဲ့ဇမင်းကိုကောင်းတယ်ဗျာ2 6ဇမင်းကိုစားပဲဟိုသမီးဝေးတယ်ဗျာနော်ဟိုထားတဲ့ဝေးတယ်ဗျာနော်မကတော့2 6ပါဗျကျွန်တော်ဇမင်းကိုစားပဲဟိုထားသမီးမိတော့မိတယ်စင်ထွက်တယ်ဗျာနော်စစ်တူးပါဘေးစားပဲထိုးရတဲ့ဇမင်းကိုပိုတင်ကိုကောင်းတယ်ဗျာတပေစည်းရိုက်ချဗျာနော်2 6အမှတ်ကတော့တွဲစစ်ပါဇမင်းကိုစားပဲထိုးရတဲ့ထောင်ထားပေးတဲ့ပါချင်းကြီးကောင်းတယ်ဗျာစစ်ဇမင်းကိုပြောင်းလိုက်တာဗျာတို့အမှတ်ကတော့တွဲစစ်ပါဇမင်းကိုစားပဲဟိုအမီကောင်းတယ်ဗျာနော်အမှန်ကတော့ကျွန်တော်တို့စစ်တွဲပါဗျဟဲ့ကဲအမှန်ကတော့7တွဲဖြစ်သွားပါပြီဗျာ iPhone ရောက်ဇမင်းကိုပဲကောင်းတယ်ဗျာနော်ငါပြန်ငါလုပ်ပြီး
ဖေ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 မင်းမင်းပြန်ကြမလားလူသားသမီးကောင်းတယ်ဗျာ ဟုတ်စစ် ဗီဒီယိုမင်းရောဒီမင်းဒီနော်အဲ့လိုဆိုရအစပြင်နေနော်ကဲ အပြန်ရိုက်မလို့ရမှာပြန်ရိုက် ဒီမင်းတဲရလဲအဲ့ဒီမှာကလုံးကြီးတစ်ချာကြီးထဲရနော်အဲ့ကောင်တစ်ချာရမကတော့7ဟုတ်ပါဟိုထားပြီပြည့်စုံထောင်ထားပြတဲ့ဇမင်းကိုပေါင်းလိုက်တာဗျာနော်ကျိုးအမှတ်ကတော့ဟုတ်ကျိုးဇမင်းကိုစားပဲဘိုးရသမီးဘေးထောင်ထားပြတဲ့ပေါင်းနေဗျာနော်မကတော့ကျွန်တော်တို့7ဟုတ်ပါတခါတည်းဆက်ရပဲနော်ဘိုးရတယ်ပြည့်စုံထောင်ထားပြတဲ့ဟောတရောင်းသားပပချင်းသေးမင်းအယောင်တာထွက်ကျင်တာဗောလားမင်းအယောင်တာထွက်ကျင်တာဗောမကတော့ဟုတ်7ပါမင်းကိုစားပဲဟိုရတယ်ကောင်းတယ်ဗျာမကတော့7ဟုတ်ပါဗျာစားပဲထော်ရရလေအဖြူကောင်ပါစီနဲ့ထောင်ထားပြီးတယ်ပြည့်စုံထောင်ထားပြီးတယ်ဇမင်းကိုစောက်သုံးမကြတဲ့လစ်ပါကွာအေးဟုတ်ပါဗျာဟိုရသမီးထောင်ထားပြီးတဲ့ဇမင်းကိုကောင်းတယ်ဗျာမကကျွန်တော်တို့ဟုတ်အေးတို့ဇမင်းကိုစားပဲဟိုရသမီးဘေးထောင်ထားပြီးတဲ့မကွေးကောင်းတယ်ဗျာနော်မကတော့အေးဟုတ်ပါပြေဆုံးဂုံနဲ့ဖက်နဲ့ဂွင်းထောင်းနဲ့ကောင်းလိုက်တာဗျာတပေစီလို့ရိုက်ချတာဗျာနော်ဟုတ်အိပ်ပါဗျာနော်ဒီမကိုစားပဲဟိုရတယ်ကောင်းတယ်ဗျာမကတော့အေးဟုတ်ပါဗျာဟိုရတယ်ပြေဆုံးထောင်ထားပြတယ်ကောင်းတယ်ဗျာနော်စမင်းကိုစားပဲပတ်ထားတယ်ကဲ 0.8 ဖြစ်သွားပြီဗျာနော်ဟုတ်စမင်းကိုစားပဲထိုးမယ်ဗျာနော်စမင်းကိုစားပဲထိုးထားခြင်းပြီထောင်ထားပြီပါလာပြီအမှန်ကတော့ကျွန်တော်တို့8 point ပါဗျာနော်ဘေးစားပဲထိုးထားတဲ့ပြည့်စုံထောင်ထားပြီဇမင်းကိုကောင်းတယ်ဗျာနော်တော့အမှတ်ကတော့ point 8ပါဇမင်းကိုစားပဲဟိုးထားကြပြီဘေးထောင်ထားပြီကောင်းတယ်ဗျာဟိုဘက်ကလည်းမိသွားပြီကဲပြီးဆုံးပါဗျာနော်အားလုံးကျေးဇူးတင်ပါတယ်ဗျ